ပါဗျာဟုတ်ဟုတ်ဟုတ်နည်းနည်းဆိုရှိ ဟုတ်ရှိပါတယ်ဗျာမင်္ဂလာပါ ခက်လာပါ လှုပ်ရှုပ်နေလားရလားမိုင်း ရတယ်ညီမလေး ဟုတ် နည်းပါပါ International Women Day နီးလာပြီဆိုတော့ကိုရင်းနှီးတဲ့ဒီဆက်တဲ့ထဲကသတိရမိတော့ကိုမိုင်းစီရင်ပြေးလာလိုက်တာ ကဲပါဒီရမရကိုကျေးဇူးတင်ပါတယ် ဟုတ်အဲ့ဒါမဟိုဟာနည်းနည်းလူငယ်တွေအတွက်ပေါ့နော်ပြောပေးဖို့အတွက်မအချိန်ခဏရလာမသိဘူးနော် ဟုတ်ရပါတယ်ဟုတ်အဲ့ဆိုအပြင်လေးခဏမခေါ်သွားလိုက်မယ်နော် ဟုတ်ကဲ့ရရနော်နာမမ ဟုတ်ကဲ့မင်္ဂလာပါညီမလေးဟုတ် ခုနမကိုခေါ်ခဲ့တော့ငါလိုပဲအခုကျွန်တော်တို့ International Women's Day နီးလာပြီဆိုတော့ကျွန်တော်ကနောက်လူငယ်တွေအတွက်ပေါ့နော်ဟုတ်အားဖြင့်မဲ့ဟာသူတို့စူးစမ်းဖို့အတွက်မရဲ့အတွေ့အကြုံလေးတွေကိုမျှဝေပေးစီချင်တာပေါ့နော် ဟုတ်ကဲ့ဟုတ်ညီမလေးဟုတ် အဲ့အတွက်မလိုက်ခဲ့ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်ပထမဆုံးမမိတ်ဆက်ပေးပါအောင် ဟုတ်ကဲ့ပါဟုတ်အမကတော့မြင့်စုမမော်ပေါ့နော်နာမည်ကတော့မြင့်စုမမော်မှာလက်ရှိခုကျွန်မ Royal Behind Group Company Limited မှာ HR Manager အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ဟုတ်ဒီနေ့က International Women's Day အထိမ်းအမှတ်ဆိုတော့ဒီအမျိုးသမီးလေးနဲ့ပတ်သက်တဲ့ topic လေးနည်းနည်းသွားလိုက်မယ်နော်ဟုတ်ကဲ့ဟုတ်အခုပေါ့နော်ကျွန်တော်တို့အပြင်မှာတွေ့ရတဲ့ဟာကတချို့အိမ်အောင်ကြပြီကလေးမွေးပြီဆိုလို့ရှိရင်ကိုယ်ကလေးကိုပဲဂရုစိုက်တော့မယ်လုပ်ငန်းခွင်တွေကိုမဝင်တော့ဘူးဆိုတာရှိတယ်အဲ့ကနေမှကလေးနည်းနည်းပြန်ကြီးလာတဲ့အခါကျတော့တကယ်အလုံးလုံးတဲ့လူတွေကြတော့အလုံးမလုံးရနေနိုင်ပြန်တော့ဝင်ကျင်တယ်ပေါ့နော်ဟုတ်ဒါပေမဲ့သူကအလုံးနဲ့ကွာဟာခဲ့တဲ့တက်တန်းကနှစ်နည်းနည်းလေးကြာတော့လုပ်ငန်းခွင်ကိုပြန်မဝင်ရဘူးသူတို့အတွက် barrier လေးဖြစ်တယ်ပေါ့နော်ဟုတ်အဲ့ကြတော့ဟိုသူတို့အတွက်ကိုနည်းနည်းအားပေးစကားလေးတစ်ချက်ပြောပေးပါအောင်ဟုတ်ကဲ့ဟုတ်ညီမလေးမေးတဲ့မေးခွန်းပေါ့နော်အဲ့ဒါဆိုတော့အကောင်းပါတယ်အမတော့လည်းဒီလုပ်ငန်းခွင်နဲ့အဆက်ပြတ်သွားတာပေါ့လေအဆက်ပြတ်သွားတဲ့ကိုရဲ့ညီမတွေပေါ့လေကိုရဲ့ညီမဟိုညီမဆိုလုပ်ငန်းခွင်တွေကလုပ်ဖို့ကိုင်ဖက်တွေပေါ့ရှိခဲ့တယ်သူတို့လည်းအမတွဲခေါ်ခဲ့ဘူးတာတွေလည်းရှိတယ်ဒါအခုဒီမှာပေါ့နော်ဒီအမျိုးသမီးတွေအနေနဲ့ပေါ့သူတို့ကတော့ဒီအိမ်တောင်ကျတော့တဲ့အချိန်မှာဆက်ဆောက်ဆုံးတော့ဟိုသူတို့မှာသူတို့ရဲ့စိတ်ကူးတွေပေါ့နော်သူတို့ရဲ့မျှော်မှန်းချက်တွေရှိကြတယ်ဒါပေမဲ့လည်းကလေးဝေးလာပြီးတော့ကြီးလာတဲ့အခါမှာခုနလိုလုပ်ငန်းခွင်တွေကြာလှမ်းဝေးသွားတာပေါ့ဝေးသွားပြီးတော့သူတို့ကလည်းအဆက်ကတော်တော်ပြတ်သွားတယ်အဲ့မှာဒီအလုပ်ခွင်တွေကိုပြောင်းဝင်ဖို့သူတို့ကတော်တော်လေးအဲ့ဒါဟုတ်တယ်သူတို့အတွက် pressure တစ်ခုပေါ့နော်ဟိုမဝင်ရဲတော့ဘူးအစင်မပြေပါမလားအဲ့လိုတွေသူတို့မှအတွေးရှိတယ်အဲ့တော့အမပြောချင်တာကတော့တကယ်တမ်းတော့ပေါ့လေအဓိကခုနပြောတယ်ကို့မှာတကယ်လှုပ်ချင်ကိုင်းချင်တဲ့စိတ်အရေးကြီးတယ်ပေါ့နော်တကယ်ပဲကိုအားကိုးမယ်ကိုအားကိုးမယ်ဆိုတာကအတိုင်းအတာတစ်ခုပေါ့နော်ကိုယ့်ရဲ့မိသားစုမှာဒါအမျိုးသားမှလည်းတော့သူဝင်ငွေရှိတယ်လို့ဟိုကို့မှာလည်းဝင်ငွေတစ်ခုနဲ့ရှိနေတယ်ဆိုရင်ဘာပဲပြောဟိုပေါ့ဝင်ငွေတစ်ခုရှိနေတဲ့လူတစ်ယောက်ရဲ့ဘဝရဲ့အနေထားမတူဘူးလေတော့ပြောရမယ်ဆိုရင်ကိုယ့်အတွက်အသုံးစိတ်တွေမှာရှိတယ်ဆိုလဲပိုလာမယ်ကိုတစ်ခုခုလှုပ်ချင်တယ်ဆိုလည်းပဲတိတ်ညှိနှိုင်းစရာမလိုဘူးပေါ့တိတ်ပြီးတော့ပြန်စဉ်းစားစရာမလိုဘူးပေါ့နော်အဲ့ဟာလေးကိုပေါ့ပါပဲသုံးနိုင်တယ်နောက်တစ်ခုကဘာတစ်ခုရှိလဲဆိုတော့လုပ်ငန်းအလုပ်လုပ်နေတဲ့အမျိုးသမီးတွေကတခြားသောသူတွေထက်စာရင်တော့သူတို့ရဲ့အတွေ့အကြုံတွေဘ ഹു တုတာတွေနောက်သူတို့စူးစမ်းနိုင်တယ်ဆိုရဲစိတ်ပေါ့နော်အဲ့ဒီဟာအရေးကြီးတာပေါ့အမကတော့လုပ်ငန်းခွင်နဲ့အဆက်ပြတ်နေပြီမဲ့လဲပဲသူတို့ဟာအလုပ်တောင်လုပ်ခဲ့ပြီးတော့ကိုယုံကြည်မှုရှိနေလုပ်ခဲ့ဘူးသေးတာပဲပေါ့နော်ဒီကာလာလေးတစ်ခုပြတ်သွားတာဖြစ်အနေထားမှာစိတ်ထက်ကြစရာမလိုပါဘူးပေါ့ကိုနဲ့ဒီလိုရင်းနှီးရတဲ့သူတွေရှိမယ်နောက်အမတို့ရှိမယ်ပေါ့နော်ဒီလိုဒီမှာနေပါဝင်လျှောက်ကြည့်ပါအဓိကကတော့စကြည့်ဖို့ပဲလိုတာပြီးရင်အဆင်ပြေသွားမှာအမအမြဲတမ်းအဲ့လိုပြောခဲ့တယ်ညီမလေးတယောက်ဆိုလည်းအဲ့လိုပဲပေါ့နော်ဟိုအရင်ဆုံးစတာလုပ်ကြည့်လိုက်ပေါ့နော်ပြီးတော့မှ career ကိုပြန်သွားမယ်ဆိုတော့ပြီးတော့ပြန်သွားဒီလုပ်ငန်းခွင်တွေအရင်ရောက်လာဖို့ပဲကြိုးစားလိုက်ပြီးပြီဆိုရင်အဆင်ပြေသွားလိမ့်မယ်။ဘာလို့ဆိုတော့မဟုတ်လေကိုကဟိုကောင်းကောင်းမွန်မွန်သွားတက်လှုပ်တက်တဲ့သူတယောက်ပဲလေဒီလမ်းကြောင်းပေါ်ရောက်လာဖို့ပဲလိုတာပါ။အဲ့အတွက်ကြောင့်မို့လို့စိတ်တက်မကြပဲနဲ့လုပ်ပါကိုယ်စိတ်ထဲမှာစန္ဒတာအဓိကနော်အဲ့ဒီစန္ဒနဲ့ဒါရောက်အောင်လာခဲ့လိုက်အဆင်ပြေမှာပါလို့ဟုတ်တယ်ပြောချင်ပါတယ်။ဟုတ်နောက်တစ်ခုကြတော့ပေါ့နော်အမျိုးသမီးတွေနဲ့ပတ်သက်လို့ပေါ့ဒီမှာအကြောင်းနေမှာလည်းရှိတယ်လုပ်ငန်းဝင်နေတယ်မှာလည်းရှိတယ်ပေါ့နော်အမျိုးသမီးဖြစ်ရခြင်းကြောင့်မို့လို့ကိုပဲရင်ဆိုင်ရတဲ့အခက်ခဲပြဿနာလေးတွေဘယ်လိုလေးရှိလဲပေါ့နော်အဲ့ဒါတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဖြေရှင်းခဲ့ရဘူးတာလေးတွေရောရှိလဲပေါ့မှာဟုတ်ကဲ့ရှိပါတယ်ဆိုတာကတော့ဟိုအမတို့ကိုယ်တိုင်တိတ်မကြုံဖြစ်ဘူးပေါ့လေမကြုံဖြစ်ဘူးဆိုတဲ့အနေအထားမှာအမတို့ကတော့လုပ်ငန်းခွင်ထဲမှာ
ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကိုကတငယ်ချင်းတွေလိုမိတ်ဆွေတွေလိုလုပ်ဖို့ကင်ဘက်တွေလိုအလုပ်လုပ်ကြတယ်ပေါ့နော်အလုပ်လုပ်ကြတဲ့ခါကျတခါတလေကိုကယောက်ျားစိတ်နဲ့အလုပ်လုပ်နေရလားမိန်းမစိတ်နဲ့ခါကျနှစ်စိတ်နဲ့လုပ်ချင်တယ်လုပ်မယ်ပေါ့နော်အဲ့တော့တချို့ရှိတယ်အရန်တော်ပြီးထက်မြက်တဲ့ကိုယ့်ရဲ့ဂျူနီယာညီမတွေရှိတယ်အဲ့ခါမှာယာရုကလည်းအတူတူပဲနော်ပေးထားတဲ့ GD အလုပ်တွေလည်းအတူတူပဲဒါပေမဲ့တခါကျသူတို့နှစ်ယောက်ပေါ့နော်ဟိုဘက်ကအမျိုးသားဝန်ထမ်းဒီဘက်ကအမျိုးသမီးဝန်ထမ်းပြဿနာလေးရှိကြတယ်ရှိကြတဲ့အခါမှာအမကတော့ဘာပြောလဲဆိုတဲ့အခါကျတော့အဓိကအမျိုးသမီးရယ်လို့အမျိုးသားရယ်လို့တော့အမတို့မခွဲခြားဘူးပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာလည်းပဲခွဲခြားပြီးတော့မမြင်ဘဲနဲ့ပေါ့နော်အလုပ်ကိုလုပ်မယ်ပြီးလို့ရှိရင်ယောက်ျားလေးဆိုတာကတော့အမျိုးသားတွေကတော့သူတို့ရဲ့ဒါကိုမြန်မာပြည်ကလည်းဒီလိုမျိုးအယူအဆလေးတွေရှိရဲသူတို့ကဗာလဲအမျိုးသမီးတွေကိုငဲ့ညာရတယ်နော်ဦးစားပေးမယ်နေရာပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးတန်ဖိုးထားတဲ့အနေထားလေးတခုမှတော့ပြောပြတယ်ပေါ့နော်ဒါကိုယ့်ရဲ့အမလို့ကိုယ့်ရဲ့ညီမလို့တော်ရင်လည်းတော်တယ်လို့နေရာပေးဖို့လိုတယ်လက်တွဲခေါ်ဖို့လိုတယ်တချို့နေရာတွေမှာအမျိုးသမီးဆိုပေမဲ့လည်းမလုံနိုင်တာတွေအများကြီးရှိတာပေါ့လေအဲ့ခါမှာအမျိုးသားတွေရဲ့ကိုညီဆောင်ရှောက်မှုကလည်းလိုအပ်တာနော်လိုအပ်တာပါပဲဘယ်နေရာမှာမဆိုတော့ဒါတယောက်ကိုတယောက်နားလည်ပြီးတော့တန်ဖိုးထားတတ်တယ်နောက်ပြီးလို့ရှိရင်မေတ္တာစိတ်ပေါ့နော်ဒါမောင်နှမလိုပဲဖြစ်ဖြစ်လှုပ်ဖို့ကင်ဖက်ပဲဖြစ်ဖြစ်အဲ့စိတ်လေးနဲ့အလုပ်လုပ်မယ်ဆိုရင်တော့အဆင်ပြေပါတယ်အမကလည်းအဲ့လိုပဲလုပ်လာခဲ့တာပေါ့နော်ကိုလည်းမျိုးသားဝန်ထမ်းအနေနဲ့ခရီးတွေလည်းသွားခဲ့ဘူးတယ်နော်ဒါဆရာတို့စီမှာအလုပ်တုံးကဆိုမှလို့နေပြီးတော့တွေပိုင်းသွားတယ်ကိုမောင်နှမတွေလိုပဲနေခဲ့ကြတာပဲပေါ့နော်အဲ့ခါမှာသူတို့တွေဟာလည်းကိုယ့်အတွက်စောင့်ရှောက်တယ်နော်ကိုတကယ်ကိုပဲအမတွေလိုညီမတွေလိုပေါ့လို့ပြူပြူစင်စင်နဲ့ကိုညီပူပေါင်းကြမယ်ဆိုရင်အဆင်ပြေမှာပါအမတော့ယောက်ျားလေးရဲ့မိန်းကလေးရဲ့လို့တော့မခွဲခြားဘူးပေါ့နော်ဒါပေမဲ့အမျိုးသမီးတွေလည်းပဲအဓိကတော့ကိုယ်တန်ဖိုးထားပြီးတော့လေးစားတဲ့လူတွေရှိအောင်ပေါ့နော်အဓိကကိုယ့်ရဲ့မေတ္တာတရားကိုယ့်ရဲ့စေတနာတကယ်ထုတ်ဖော်ပြသလို့ရှိရင်ကိုညီဆောင်ရှောက်ကြမှာပါဟုတ်အမျိုးသမီးငယ်လေးတွေပေါ့နော်ဟိုမှာအလုပ်စလုပ်မဲ့အမျိုးသမီးငယ်လေးတွေလုပ်ငန်းခွင်ထဲကိုရောက်နေတယ်ဒါပေမဲ့ pressure ပေါင်းစုံနဲ့တွေ့နေရတယ်ခက်ခဲကြက်တဲတွေနဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးငယ်တွေအောင်မြင်ခြင်းနဲ့ level တစ်ခုရောက်ခြင်းနဲ့စူးစမ်းဖို့နည်းနည်းလိုနေတဲ့အမျိုးသမီးတွေသူတို့အတွက်ကိုမှစူးစမ်းခဲ့တဲ့နီလန်းလေးတွေသူတို့အတွက်မျှဝေပေးချင်တာလေးတွေတစ်ချက်ပြောပေးပါအောင်ပါဟုတ်ကဲ့ပါအဲ့တော့ဒါညီမလေးမိသွားတဲ့မိကွန်အတိုင်းပဲပေါ့နော်ဒီလုပ်ငန်းခွင်ထဲမှာလည်း pressure မျိုးမျိုးတွေရှိပါတယ်အမတို့မှလည်းရှိပါတယ်เนาะအမမှလည်း pressure တွေရှိပါတယ်အဲ့လိုပဲ level တစ်ခုကိုလည်းတွားချင်တယ်ပေါ့နော်ကိုယ်တိုင်ကလည်းအမျိုးသမီးဖြစ်တယ်အမျိုးသမီးမှာမဥမာ single လည်းဖြစ်မယ်ပေါ့နော် married လည်းဖြစ်မယ်ဒါပေမဲ့ဒီနှစ်ဦးမှလည်းပဲရတဲ့ pressure တွေကလည်းမတူညီကြဘူးပေါ့မတူညီကြတော့အမကတော့ကိုဖြတ်တန်းခဲ့တဲ့ဘဝတစ်လျှောက်ပေါ့နော်လုပ်ငန်းခွင်ကိုဖြတ်တန်းခဲ့တဲ့တစ်လျှောက်မှာအဓိကဘာပဲလဲဆိုတော့ကိုချင်းစာရဲ့စိတ်ပေါ့နော်ကိုချင်းစာရဲ့စိတ်ပြီးလို့ရှိရင်မေတ္တာပေါ့လေကိုချင်းစာရဲ့ဆိုတာမေတ္တာစိတ်အရင်ခံတဲ့ကိုချင်းစာရဲ့စိတ်နဲ့အလုပ်လုပ်ပါစူးစမ်းပါပေါ့နော်စူးစမ်းပါအဓိကတော့ကိုချင်းစာစိတ်ဆိုတာဘာလဲဆိုတော့ကိုဖြစ်စေခြင်းတဲ့ဟာကိုကြိုက်တဲ့ဟာကိုသူများလဲဒါလေးကိုကြိုက်မှာပဲကိုစိတ်ချမ်းသာစေခြင်းနဲ့ဆိုသူလည်းစိတ်ချမ်းသာခြင်းမှာပဲဆိုရဲစိတ်ပေါ့လေအဲ့ဒီစိတ်လေးတွေကိုအခြေခံထားပြီးတော့နေပယ်အတီးတီးမှာပေါ့နေပယ်အတီးတီးမှာစူးစမ်းပါကိုရီးယားမိန်းကလေးလည်းဖြစ်တဲ့မျိုးသမီးတွေလည်းဖြစ်တဲ့ခါကျတော့ဒါမှမဟုတ်စာပေတွေမှာလည်းပါတယ်တကယ်လည်းဟုတ်တယ်သူတို့ကဘာလဲဆိုတော့မိခင်စိတ်ပေါ့နော်မိခင်စိတ်ရှိတယ်လူတွေကိုကောင်းမွန်စေခြင်းတယ်ချစ်ခင်တယ်တိခံတယ်ပေါ့လေအဲ့ဒီစိတ်လေးလည်းရှိရဆိုတော့ကိုကအဓိကဘာလဲဆိုတော့မေတ္တာဆိုတာကအကျိုးကိုလိုလားတာပေါ့အကျိုးကိုလိုလားဆိုတော့တစ်ဖက်သားရဲ့အကျိုးကိုလိုလားတဲ့စိတ်ပေါ့အဲ့ဒီစိတ်နဲ့ကိုချင်းစာတရားကိုအခြေခံပြီးတော့ကြော်ဖြတ်ကြည့်ပါအောင်မြင်ပါပါပေါ့နော် pressure တွေလည်းလူတိုင်းမှာရှိပါတယ်လူတိုင်းမှာကိုတယောက်တည်းအဓိကပါလဲဆိုတော့ဒီအခြေအနေဟာငါတယောက်တည်းခံစားနေရတာမဟုတ်ဘူးဆိုရင်အတွေးကိုတွေးပါပေါ့နော်ကိုတယောက်တည်းခံစားနေရဆိုရင်တော့ငါတော်တော်ကံမကောင်းပါလားငါကြမှာဒီလိုတွေဖြစ်နေတာပါလားဆိုရင်အတွေးတွေဖြစ်တော့ဒီကပိုဆင့်ဒီခံစားရတယ်ပေါ့အဲ့တော့လူတိုင်းကတွေ့ကြုံနေတာပါနေ့တူဘဝမှာဒီလို pressure တွေရှိကြပါတယ်အဲ့အတွက်ဒါတွေကိုစိတ်ထဲမှာငါတယောက်တည်းပဲဒီလိုဖြစ်နေတာပါလားလို့မတွေးဘဲနဲ့ပေါ့နော်တခြားသူတွေမှာလည်းဒီလိုတွေရှိတယ်ဒါကိုငါတို့ဘယ်လိုရင်ဆိုင်ကြော်လာကြမလဲပေါ့ခဏနေတော့ပြဿနာတွေရင်ဆိုင်တဲ့အခါမှာလည်းခုနကလိုကိုချင်းစာစိတ်ရဲ့မေတ္တာတရားရဲ့ပေါ့ဒီလိုကိစ္စဘာကြောင့်ဖြစ်ရတာလဲငါအပေါ်ဒီလိုဘယ်လိုမြင်ရတာလဲဆိုတဲ့အခြေအနေလေးကိုသုံးသပ်ပြီးတော့ဆုံးဖြတ်ပြီးအလုပ်လုပ်ကြည့်ပါဒါဆိုရင်အရာအဆင်ပြေပါလိမ့်မယ်လို့ငါပြောချင်ပါတယ်အားပေးချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်